ຫນွေတယောက်တည်းမောက်စီကိုဘလို့ဆက်ဆက်မြဲမြဲရောက်လာလဲဆိုတာမအံ့အောင်လားမ မန်အောပဲနေမလားຫນွေရဲ့ຫນွေရမိဘတွေရဲ့စကားကိုစန့်ကျင်တတ်တဲ့လူမျိုးမဟုတ်ဘူးဆိုတော့ခိုးပြီးလာတော့မဖြစ်နိုင်ဘူးຫນွေဘလို့ပြောလာခဲ့တာလဲဟမ် နှဲ့ကိုအိမ်အောင်ချပြီးတော့မဲတဲ့ຫນွေတက်တိမရှိရင်လေမောင်နဲ့ဝေးရတော့မှာຫນွေလေမောင်နဲ့ခွဲရမှာကိုစိတ်ကူးကြည့်လိုက်တာနဲ့တည်းရင်မဆိုင်ရအောင်ကြောက်စိတ်ဝင်မိရဲ့အဲဒါကြောင့်အရေးစွန့်ပြီးတော့မိဘတွေကိုမောင်ကြောင့်ပြောပြသွားတယ် ဒါဆိုရင်အစင်ပြေသွားလို့ຫນွေတယောက်တည်းရောက်လာတာပေါ့ဟုတ်လား အဆင်ပြေတယ်ဆိုပေမဲ့တောင်းဆိုချက်တော့ပါတယ်နော်